SCR အပိုင်းလေးမှာတော့ကျွန်တော်ဒီပေါ့နော် SCR ကို DC circuit မှာဘယ်လိုသုံးတာလဲဆိုတာပြောပြမယ်အဲ့တော့ဒီဘက်မှာသူကဒီ power supply တွေ charger တွေမှာသုံးတဲ့ဟာလေးကိုပြမယ်အဲ့ဒါဒီဘက်က SMPS ပေါ့နော် SMPS ရဲ့ဒါ primary coil ပေါ့ primary coil ရှိမယ်ဒီဘက်ကဒါ secondary coil ပေါ့ဒီမှာ diode နဲ့ rectifier လုပ်မယ်ဒီမှာ capacitor ရှိမယ်နော်အဲ့ရနေပြီးတော့မှကျွန်တော်တို့ power supply ထွက်လာတယ်ပေါ့ဗျာထွက်လာဒီမှာ fuse ရှိမယ်ပေါ့ fuse ကနေထွက်လာတယ်အဲ့တော့ထွက်လာပြီးတော့မှသူကဒီပေါ့လုတ်ကိုရောက်မှာပေါ့နော်ဒီမှာလုတ်ရှိမယ်လုတ်circuit သုံးမဟုတ်ပေါ့နော်ဒီမှာလုတ်ရှိမယ်ဒီကောင်ကဒါအနုပ်ဖို့ပေါ့နော်ဒါပေါင်းဖို့ဒါနှုတ်ဖို့အဲ့တော့ဘယ်လိုမျိုးသုံးလဲဆိုရင်ဒီပေါ့SCR ကဒီမှာရှိမယ်အနုပ်ကတုတ်ရှိမယ်ပေါ့နော်အဲဒီဘက်က gate ပေါ့နော်အဲ့တော့အဲ့ဒါကိုဘယ်လိုသုံးလဲဆိုရင်သူကဒီပုံမှန်တိုင်းဆိုဒီလျှက်စက်ကဒီကိုမစီးတဲ့အတွက်ဒီကနေလုတ်ကိုထောက်ပံ့ပေးထားမယ်ပေါ့နော်အဲ့ဒီမှာပါလေးထည့်လိုက်လဲဆိုရင်ကျွန်တော်တို့ဇီနာတိုင်ုံလေးထည့်လိုက်တယ်နော်ဇီနာလေးထည့်လိုက်မယ်ပြီးလို့ရှိရင်ဒီဘက်မှာ resistor ရှိမယ်ပေါ့အဲ့တော့ဒီကနေပြီးတော့မှ gate ကိုဖွင့်မယ်အဲ့တော့ဘယ်လိုခြေနေလဲဆိုပါစို့ဒီမှာကျွန်တော်တို့ကဒီ charger လို့သဘောထားဒီမှာအားသွင်းမယ် charger သွင်းမယ်ဒီ14ဖို့ဒီမှာဇီနာက14ဖို့ထားပါတော့အဲ့တော့14ဖို့ဟိုကြော်တာနဲ့ဒီဘက်က14ဖို့ကြော်တာနဲ့ဒီဇီနာကနေ break down ဖြစ်သွားပြီးတော့ဒီဘက်မှာဘိုးကြော်လာမယ်ဘိုးကြော်လာတဲ့အခါမှာဒီကိုစီးသွားပြီးတော့ဒီ SCR ရဲ့ gate ကိုတော့ဖွင့်တဲ့အခါမှာဒီကောင်ကဒီလိုပွင့်ပြီးတော့မှ short ဖြစ်သွားမယ် short ဖြစ်သွားရင်ဒီကောင် open ဖြစ်သွားမယ်နော် fuse ပြတ်သွားမယ်ဆိုအဲ့လိုမျိုးအဲ့တော့ဒီ charger တွေမှာသူကတော့ဒီampere တို့ volt တွေကိုထိန်းချုပ်ဖို့အတွက် open IC နဲ့စောင့်ကြည့်တယ်တကယ်လို့ open ကဒီမှားယွင်းသွားတာပြတ်သွားတာမျိုးဆိုရင်အဲ့လိုမျိုး volt ကျွံမသွားအောင် over volt ဖြစ်မသွားအောင်ပေါ့နော်အဲ့လိုမျိုးသုံးတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကဘာခေါ်လဲဆိုရင် CROW crow BER ပါ crowbar circuit လို့ခေါ်တယ် CID crowbar circuit ပေါ့နော်အဲ့တော့ဒီလိုမျိုး circuit တွေကိုလေ့လာတာစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်သင်တန်းထဲမှာဆိုရင်ဒီလိုမျိုးဒီထဲမှာပါတဲ့အစိတ်ပိုင်းချင်းတစ်ခုဒီမှာဆိုရင်တော့ကျွန်တော် SMP ရဲ့ကိုရင်းတန်းတာပေါ့ SMP ရဲ့သင်မယ်ဆိုရင်ဒီ coin ထုတ်တွေရှိမယ် rectifier အကြောင်းတွေ diode တွေ capacitor အကြောင်းတွေအဲ့လိုတစ်ခုချင်းအကြောင်းတွေသင်ပြီးမှ SMP တစ်ခုလုံးပြီးတာပြီးတော့မှဒီလိုမျိုးဒီ resistor တွေအကြောင်းပါမယ်ဇီနာတွေအကြောင်းသင်ပြီးသွားရင်ဆိုဒီ SCR အကြောင်းသင်တယ်အဲ့တော့ circuit တစ်ခုမှာပါတဲ့ component တစ်ခုချင်းစီတစ်ခုချင်းစီအကုန်လုံးကိုသိပြီဆိုမှကျွန်တော် circuit လိုက်တင်တယ်အဲ့တော့တစ်ခုချင်းတင်ရင်လည်းအဲ့တစ်ခုချင်းကတကယ် circuit ထဲမှာဒီ component ကိုဘယ်လိုသုံးလဲဆိုတာ circuit နဲ့တွဲပြီးတော့သင်ပေးတာပေါ့နော်အဲ့လိုမျိုးဒီကိုက electronic ကိုစိတ်ဝင်စားတယ်လိုမျိုး circuit ပတ်လန်းနေလိုက်ရတာဝါသနာပါတယ်ဆိုရင်လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဒီ electronic master online class ကနေကြိုးစားရတယ်သင်တန်းအသေးစိတ်ကိုစုံစမ်းခြင်းတော့ဒီ page messenger မှာစုံစမ်းနိုင်ပါတယ်ခင်ဗျာကြည့်ရှုပေးကြသူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့အောင်မြင်ပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်ကြပါစေ။